さんこんにちは、あいです。ဒီနေ့မှာတော့ Android grammar OKI ခါခင်းနီးနဲ့ပတ်သက်ပြီးတော့အားလုံးကို sharing လုပ်ပေးချင်ပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့ OKI ခါခင်းနီးကဘယ်လိုအဓိပ္ပာယ်လဲဆိုတော့စပြီးတော့စဉ်းစားကြည့်ကြရအောင်။ပုံထဲမှာဆိုရင်မိသားစုတစုက TV ကြည့်နေတယ်ပေါ့နော်။ anime ကြည့်နေတယ်လို့စိတ်ထဲမှာမှတ်ထားပါ။ပြီးလို့ရှိရင်သူတို့ကဂျပန်ကိုရောက်လာတယ်။တလူပုံစံမျိုးနဲ့ထည့်ထားတာပါ။မချန်はアニメをきっかけに日本へ来ました。မချန်ကအニメကိုအကြောင်းပြုပြီးတော့ဂျပန်ကိုလာခဲ့တာပါ။မချန်က日本に来たきっかけはアニメです。မချန်ဂျပန်ကိုလာခဲ့တာကတော့アニメကြောင့်ပါ။ပြောချင်တာကမချန်တို့ကအニメကနေတစ်ဆင့်ဂျပန်ကိုစိတ်ဝင်စားပြီးတော့ဂျပန်ကိုလာဖို့ဖြစ်လာတာပါဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါတယ်။တဲ့โอคิคาเคနီရဲ့အဓိပ္ပာယ်ကတော့Aက原因でAက原因で B A の機会があって B A ဆိုတဲ့အကြောင်းရင်းကြောင့် A ဆိုတဲ့ chance တွေဖြစ်လာတာကြောင့် B ဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ B အင်းနေရာမှာဘာတွေလိုက်မလဲဆိုရင် B ကိုဖြစ်စေတဲ့အကြောင်းရင်းနဲ့ chance တွေလိုက်ပါမယ်အဲ့ဒီအကြောင်းရင်းနဲ့ chance တွေကြောင့် B ကစပြီးတော့ဖြစ်ပေါ်လာတယ် B စနိုင်သွားတယ်အဲ့လိုမျိုးချိန်တွေမှာ OKI ခါခင်းနီကိုသုံးပါတယ်တဲ့စစ်စစ်ဆိုခုအနေနဲ့ကတော့なおをきっかけに、なおをきっかけにして、なおをきっかけとして、なおがきっかけで、たことをきっかけに、たのをきっかけにဆိုတဲ့ပတ်တန်တွေနဲ့သုံးပါတယ်။ဒါဆိုလို့ရှိရင်လေဘုံကိုစပြီးတော့ကြည့်ကြည့်ကြရအောင်။ပုံလေးကောင်လေးရဲ့နာမည်ကိုတော့ကိုဆန်လို့နာမည်ပေးထားပါတယ်။ကိုဆန်は英語が話せません。ကိုဆန်ကအင်္ဂလိပ်စကားမပြောတတ်ဘူးတဲ့။英語の勉強も嫌なんです。အင်္ဂလိပ်စာလုပ်ရတာကိုလည်းကိုဆန်လေးကမကြိုက်ပါဘူးတဲ့။အဲ့လိုအင်္ဂလိပ်စာမရတဲ့ကိုဆန်လေးကဒီနေ့မှာこんなこうさんは夏休みに海外旅行をしました。နွေရာသီကျောင်းပြန်မှာနိုင်ငံခြားခရီးသွားခဲ့ပါတယ်တဲ့။အဲ့တော့အင်္ဂလိပ်စာမရတဲ့ကိုဆန်လေးကနိုင်ငံခြားခရီးသွားတဲ့အခါဘာဖြစ်မယ်လို့ထင်ပါသလဲ။やっぱり英語ができないので困りますよね。ね、英語ができないのでとても困りました。အင်္ဂလိပ်စာမရလို့သူအများကြီးဒုက္ခရောက်ခဲ့ရတယ်တဲ့။အဲ့ဒီချိန်ကျမှကိုဆန်လေးကနောင်တရရနေပါတယ်။英語勉強しておけばよかったဆိုပြီးတော့သူနောင်တရရနေပေါ့နော်အဲ့လိုနဲ့သူအိမ်ပြန်ရောက်တဲ့အခါမှာနိုင်ငံခြားခီးရပြန်လာတဲ့အခါမှာနောက်တစ်ချိန်တလုံးမဖြစ်ဖို့အတွက်ဆိုပြီးတော့သူအင်္ဂလိပ်စာစပြီးတော့လေ့လာပါတော့တယ်ဒီလိုချိန်တွေမျိုးမှာOKIခါခင်းနီကိုသုံးပါတယ်海外旅行をきっかけに英語を勉強し始めました海外旅行ကိုအကြောင်းပြုပြီးတော့အင်္ဂလိပ်စာစပြီးတော့လေ့လာခဲ့တယ်ပို့ပြီးတော့ပြည်စုံအောင်ပြောရမယ်ဆိုရင်တော့初めての海外旅行をきっかけに英語を勉強し始めましたပထမဆုံးသွားခဲ့တဲ့နိုင်ငံခြားခီးကိုအကြောင်းပြုပြီးတော့အင်္ဂလိပ်စာစပြီးတော့လေ့လာခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုကတော့リナちゃんは友達に運動会一緒に参加しましょうと誘われましたリナちゃんကတကယ်ချင်းစီကနေပြီးတော့အားကစားပြိုင်ပွဲသူတို့ဝင်ပြိုင်ကြရအောင်ဆိုပြီးတော့ဖိတ်ခေါ်ခံရပါတယ်တဲ့အဲ့လိုနဲ့参加することになりましたတကယ်ချင်းနေနဲ့အတူဝင်ပြိုင်မှုဖြစ်သွားတယ်ဒီနာကအစဝင်ပြိုင်မှုစိတ်ကူးမရှိပေမဲ့တကယ်ချင်းတွေကလာပြီးတော့ fake လို့လာပြီးတော့ခေါ်လို့ပြိုင်မှုဖြစ်သွားတယ်ဆိုတဲ့အခါအတိတ်ပဲပါအဲ့တော့友達の誘いをきっかけに運動会に参加しましたတကယ်ချင်းရဲ့ဖိတ်ခေါ်မှုကိုအကြောင်းပြုပြီးတော့အားကစားပြိုင်ပွဲဝင်ပြိုင်မှုဖြစ်သွားတယ်ဆိုတဲ့အတိတ်ပဲနဲ့သုံးပါတယ်ဒါတော့ဆိုရင်နားလည်လာပြီလို့ထင်တဲ့အတွက်တခြားဥပမာတွေကိုလည်းထပ်ပြီးတော့ကြည့်ကြည့်ပါမယ်アルバイトをきっかけに人と話すのが好きになりました。アルバイトをအကြောင်းပြုပြီးတော့တခြားလူတွေနဲ့စကားပြောရတာကိုကြိုက်လာတယ်။အရင်တော့လူတွေနဲ့စကားပြောရတာကိုမကြိုက်ပေမဲ့アルバイトလုပ်ပြီးတဲ့နောက်မှာမှအဲ့တွေနဲ့ပြောဆိုဆက်ဆံရတာနဲ့တစ်ဆင့်လူတွေနဲ့စကားပြောရတာကိုကြိုက်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။病気をきっかけにタバコをやめました。ယောဂကိုအကြောင်းပြုပြီးတော့စိတ်လိတောက်တာကိုသူနားလိုက်တယ်။သူစိတ်လိတွေအများကြီးတောက်ပြီးတော့ယောဂဖြစ်သွားတယ်။အဲ့ဒီယောဂကိုအကြောင်းပြုပြီးတော့မှစိတ်လိတောက်တာကိုနားလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။何をきっかけに日本へ来ましたかဘာကိုအကြောင်းပြုပြီးတော့ဂျပန်ကိုလာခဲ့တာလဲဒါကတော့ဂျပန်ကိုလာတဲ့သူတိုင်းအမိခံရတဲ့မိကွန်းမှာIT に興味を持ったきっかけは何ですか IT ကိုဝါရဏဘာလို့ဖြစ်လာရတဲ့အကြောင်းရင်းကဘာလဲပေါ့နော်သူကကျတော့ပြောင်းလဲဖြစ်လာတဲ့ IT ဆိုတဲ့ဟာကိုဝါရဏပါရာကိုဖြစ်လာတဲ့ဆိုတဲ့ B ကိုပြောပြီးရမှ A ကိုမေးထားတာဖြစ်ပါတယ်အခုက外国人彼氏ができたのをきっかけに英語を勉強しましたနိုင်ငံခြားသားရေးစားရလာတာကိုအကြောင်းပြုပြီးတော့သူအင်္ဂလိပ်စာကိုစပြီးတော့လေ့လာခဲ့တယ်။သူကနိုင်ငံခြားသားရေးစားမရဘူးဆိုရင်အင်္ဂလိပ်စာစပြီးတော့လေ့လာဖြစ်မှာမဟုတ်ပါဘူး။အဲ့တော့ A ကိုအကြောင်းပြုပြီးတော့ B ဟာပြောင်းလဲဖြစ်လာတာ B ဖြစ်လာတာကိုပြောတဲ့အခါမျိုးမှာ OKI ခါခင်းနီကိုသုံးပါတယ်။はい、今日はこれで終わりにしたいと思います。OKI ခါခင်းနီနဲ့ပတ်သက်ပြီးတော့လည်းတော်တော်များများနားလည်သွားမယ်လို့ထင်ပါတယ်။စောင့်တည်ကြည့်ပေးကြတဲ့သူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ Bye bye